ဘာကျွန်တော်ဒီမှာ Minecraft ထောင်းနေလို့ပြောနေမှာဖြစ်ပါတယ်ကျွန်တော်ကဘလီရိုးမှာထောင်းလို့မရဘူးကတ် APP ညာရဲ့ထောင်းမှရမှာပါအဲဒါကြောင့်ကျွန်တော်တို့ Redmi ဖုန်းတစ်မိုက်အတွက်ကျွန်တော်ဖုန်းတစ်မိုက်အတွက်ပဲပြောပြမှာဖြစ်ပါတယ်တခြားဖုန်းတွေရဲ့ကျတော့လေးစုံမှာထောင်းလို့ရပါပေါ့โอเคအဲဒါကတ် APP ထဲဝင်လိုက်ပါဒီဆိုတော့ကျွန်တော်ပေါ် search bar မှာ Minecraft လို့ရရှာလိုက်ပါ Minecraft လို့ရရှာလိုက်ရှာပြီးရဆိုရင်တော့ကျွန်တော်တို့တွေဟာဘောကျွန်တော် Minecraft ဒီတွေ့မှာပဲဖြစ်ပါတယ် Minecraft ပဲဖြစ်ပါတယ်အထဲမှာကျွန်တော်တို့တွေ Minecraft ကိုကျွန်တော်တို့တွေကအဲ့ကောင်းဖွင့်တဲ့လူတွေတော့ကျွန်တော်ဒီနေ့မှာတော့အကောင်းဖွင့်ကြမလို့တဲ့ Minecraft အစစ်ကိုပြောရမှာဖြစ်ပါတယ်ဘောဟာပေါ့ Minecraft trailer ထားလာတော့ကျွန်တော်မသိဘူးဗျာလို့ပြတာတော့ဘောဆွမ်းဟာဒုတိယဟာကိုဒီပြောရင်ကျွန်တော်အဲ့မှာ install လုပ်ရပါတယ်ကျွန်တော် open အစိမ်းအောင်လေးဟောင်းနေတယ်ပေါ့ install လုပ်ပါမှာဖြစ်ပါတယ်မတောင်းရသေးဘူးဆိုရင်ကျွန်တော်ကထောင်းရဆိုတောင်းကြမလို့တော့ကပ် APP ဘယ်တော့ထောင်းလို့ရလဲဆိုရင်တို့လေ okay တယ်ဝင်လားမြင်ပြီးသွားဆိုရင်တော့ကျွန်တော်တို့ဟာokay အဲ့တော့ search bar မှာMinecraft ဒီလာတောင်းဒီမှာတော့က APP တောင်းဆိုရရှာတယ် GED က app down က APP တောင်းဒီဘာဆိုတော့ကျွန်တော်တို့ဒီမှာပါပုံစံက Nastas Board APKS ဆိုရအောင်နေလိုက်ပါကျွန်တော်က APP တောင်းလို့ရမှာဆိုတော့ကျွန်တော်ဒီမှာ down for Android ဆိုရအောင်နေလိုက်ပါပြီးရင်တော့ဒီမှာအောက်ကဟာတွေဆောက်လိုက်ပေါ့ဆောက်ပြီးတော့down 41.8ကျွမ်းနေလေပါကျွန်တော်ကထောင်းပြီးွားရင်မလို့ကျွန်တော်မထောင်းတော့ပါဘူးဒါမှတောင်းပြပါဖြစ်ပါတယ်အဲ့တော့ကျွန်တော် free တင်းတဲ့ဆိုတော့ line ဆက်ခွဲလုပ်ခဲ့ပြီးတော့ပြောချင်မှာအဲ့ဒီဘဘ